ကဘာဘောကထူးဆန်းပြီးတော့မယုံနိုင်စရာအချက်အလက်၃ခုသင်တစ်ခါမှမကြားဘူးသေးတဲ့တကယ်လို့ကြားလိုက်ရင်လည်းမယုံနိုင်စရာကောင်းတဲ့အချက်၃ခုကိုပြောပြပါမယ်နောက်ဆုံးတစ်ခုကတော့သင်ကိုပို့ပြီးတော့အံ့ဩသွားစေမှာပါနံပါတ်1ပျော်စိတ်တွေရဲ့အိပ်ဆက်ခြင်းပထမဆုံးတစ်ခုကတော့ပျော်စိတ်တွေအကြောင်းပါပျော်စိတ်တွေဟာကျွန်တော်တို့လိုတညာလုံးအိပ်ဆက်လေးမရှိပါဘူးသူတို့ဟာတစ်နေ့ကိုမိနစ်အနည်းငယ်ကြာတဲ့အိပ်ဆက်ခြင်း power nap ပေါင်း250နီးပါးပြုလုပ်ကြပါတယ်ဒါကြောင့်သူတို့ဟာတစ်နေ့လုံးအလုပ်လုပ်နိုင်ကြပါတယ်လူတို့တော်များများကပျော်စိတ်တွေကိုအမြဲတမ်းအလုပ်လုပ်နေတယ်လို့ထင်ကြပေမဲ့သူတို့မှလည်းနားကျင်ရှိပါတယ်ဒါပေမဲ့သူတို့ကတစ်ခါအိပ်ရင်နာရီပေါင်းများစွာအိပ်တာမျိုးမဟုတ်ပဲ power nap လို့ခေါ်တဲ့ခဏတာနှိမ့်ဆက်ခြင်းကိုပဲပြုလုပ်ကြတာပါသူဒေသနာပြုချက်များအရပျော်စိတ်အလုပ်သမားတစ်ကောင်ဟာတစ်နေ့ကိုအချိန်ပေါင်း250ခန့်နှိမ့်ဆက်လေးရှိပါတယ်တစ်ခါမေးရင်ပြန်ပြန်10မိနစ်ကနေ10မိနစ်ခွဲခန့်ကြာပါတယ်ဒါကြောင့်သူတို့ရဲ့စုစုပေါင်းအိပ်ဆက်ခြင်းဟာတစ်နေ့ကို4နာရီကနေ5နာရီဝန်းကျင်ပဲရှိပါတယ်ပျော်စိတ်အလုပ်သမားတွေနဲ့မတူတာကတော့ပျော်စိတ်ဘီရင်မာကြီးပါဘီရင်မာကြီးဟာတစ်ခါအိပ်ရင်6မိနစ်ကနေ9မိနစ်အထိကြာတယ်ပြီးတော့တစ်နေ့ကိုအချိန်90ခန့်အိပ်ပါတယ်သူရဲ့တစ်နေ့တာစုစုပေါင်းအိပ်ဆက်ခြင်းဟာ9နာရီနီးပါးရှိပါတယ်ဒီလိုကောင်းကောင်းအိပ်ရခြင်းဟာပဲဘီရင်မာကြီးတွေကိုအလုပ်သမားတွေထက်သက်တမ်းပိုရှည်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်နိုင်တယ်လို့ပညာရှင်တွေကယူဆကြပါတယ်ပျော်စိတ်တွေအိပ်နေပြီဆိုရင်သူတို့ရဲ့အာယုံခံအင်တာနက်တွေဟာလှုပ်ရှားမှုရပ်တန့်သွားပါတယ်သူတို့ဟာအိပ်ပျော်နေတဲ့အချိန်မှာလွန်တုံ့ပြန်မှုနှိကွေးသွားတတ်ကြပါတယ်စိတ်ဝင်စားတရားကောင်းတာကပျော်စိတ်တွေဟာအိမ်မက်မတ်သက်သလားဆိုတာကိုတော့အခုထိအတိမပြုတ်နိုင်သေးပေမဲ့သူတို့ရဲ့အုံနောက်လှုပ်ရှားမှုတွေကတော့အိပ်ဆက်ခြင်းမှာပြောင်းလဲသွားတာကိုတွေ့ရပါတယ်ဒီလိုခဏခဏခွဲခြင်းအဖြစ်ပျော်စိတ်အတိုင်းမြုံကြီးထဲမှာအမြဲတမ်းအလုပ်လုပ်နေမယ်အလုပ်သမားအင်အားစုတစုရှိနေစေပါတယ်တတုတ်ကအိပ်နေချိန်မှာကျန်တဲ့တတုတ်ကအသက်ကိုကာကွယ်တာအစာရှာတာတွေကိုအလှည့်ကျလှုပ်ဆောင်နိုင်ကြပါတယ်ပျော်စိတ်တွေဟာအမှောင်ထဲမှာနေထိုင်ကြတာများလို့ကျွန်တော်တို့လိုနေ့နဲ့ညကိုခွဲခြားပြီးအိပ်ဆက်ခြင်းထက်သူတို့ရဲ့ခန္ဓာကိုယ်လိုအပ်ချက်အရာအလှည့်ကျအိပ်ဆက်တဲ့စနစ်ကိုသုံးစွဲကြတာဖြစ်ပါတယ်နံပါတ်2ပြားရည်ရဲ့တက်တန်းဒုတိယအချက်ကတော့ပြားရည်ပါပြားရည်ဟာဘယ်တော့မှတိုးမသွားတဲ့တစ်ခုတည်းတော့အစားအစာပါ